ပန်ဆိုဒန်လူသက်မှုတနေ့သောညနေခင်းအချိန်တွင်ကျွန်တော်နှင့်ဦးဆန်ရှာတို့သည်ညစာထမင်းစားတောက်ပြီးစီးသဖြင့်အိမ်ဦးခန်းတွင်ထိုင်ပြီးလျှင်ဦးဆန်ရှာမှမိတ်ဆွေတဦးထံမှရရှိသောစာတစ်စောင်ကိုဖတ်လျက်ကျွန်တော်မှလည်းစိတ်မပတပါဖြင့်နေ့စဉ်သတင်းစာတစ်စောင်ကိုဖတ်ရှုလျက်ရှိနေလေ၏ထို့သောရှိကြစဉ်ကျွန်တော်သည်သတင်းစာ၌ကြည့်ရှုမှတ်သားဖွယ်များစွာမပါသဖြင့်သတင်းစာကိုစပွဲပေါ်သို့ပစ်ချပြီးလျှင်ရောက်မိရောက်ရာတွေးတောစဉ်းစားလျက်ရှိရာဦးဆန်ရှာကရုတ်တရက်ဟုတ်တယ်ပြိုကိုသိမ်းမောင်ခမားထင်တဲ့အတိုင်းပဲအမိုက်ကစပြသက်မီးလောင်ဆိုတာလို့အခုစစ်ကြီးမှာဘာမှမဟုတ်တာကလေးအကြောင်းပြုပြီးလူအမြောက်အများအသက်ဆုံးရှုံးရတာဟာအင်မတန်ဝမ်းနည်းဖွယ်အချက်တစ်ခုပဲပြို့ဟုပြောလိုက်ရင်ကျွန်တော်ကဟုတ်တယ်ဗျဒါနဲ့ကျွန်တော်ဒီအကြောင်းစဉ်းစားနေတာကျွန်တော်အကြံခမားဘယ်နဲ့တည်တယ်လဲဗျဟုအံ့အားသင့်လျက်မေးလိုက်ရာဦးဆန်ရှာလည်းအနှဲငယ်ပြုံးရလျက်လူတယောက်ရဲ့အကြံကိုဖွင့်မပြောဘဲနဲ့တယောက်ကသိနိုင်နေဆိုတာခမားယုံရဲ့လားဟုမေးလိုက်သဖြင့်ကျွန်တော်ကတော့ reading အကြံကိုသိနိုင်ခြင်းဆို၍အတတ်ပညာများအနောက်နိုင်ငံများမှာပေါ်ပေါက်တယ်ဆိုတဲ့အကြောင်းတော့တဲပြီးမယုံကြည်လာပါဘူးဗျာဟုပြောလျင်ဦးဆန်ရှာကမယုံမရှိနဲ့ပြို့ဒါလည်းဖြစ်နိုင်တဲ့အရာတစ်ခုပဲခမားအကြံကိုကျုပ်အခုသိသွားတာခမားယုံကြည်ပြီးမဟုတ်လားဗျာကျုပ်ကြံခမားသိတာတော့ဟုတ်ပါပြီသို့တော့ဘယ်အတွက်ခမားသိတယ်ဆိုတာကျုပ်ဖြင့်မတွေးမိသေးပါဘူးဗျာဘာကတ်တလဲကိုသိမ်းမောင်ရဲ့မျက်နှာပေါ်ဗျမျက်နှာထားနဲ့အမူအရာအထူးသဖြင့်မျက်စိကိုကြည့်ခြင်းအပြင်လူတစ်ယောက်ရဲ့အကြံအစီကိုသိရှိနိုင်တာပေါ့ဗျာကဲခုနင်ကကျုပ်စိတ်ကူးတဲ့နေရာကိုခမားတိပုံတစ်စိမ့်လောက်ပြောပြစမ်းမအောင်ဗျာဒါကတော့ဒီလိုဗျခမားလက်ဦးဆုံးသတင်းစာဖတ်နေတယ်မဟုတ်လားဖတ်နေလို့တော်တော်ကြာတော့သတင်းစာမှာတဲပြီးအကြောင်းမထူးတဲ့လက္ခဏာနဲ့သတင်းစာကိုစပွဲပေါ်ပစ်ချလိုက်ပြီးရောက်မိရောက်ရရှောက်ပြီးစဉ်းစားနေတယ်ဒီလိုစဉ်းစားနေတုန်းကျွန်တော်ကခမားမျက်နှာကိုကြည့်ပြီးအကဲခတ်နေတော့ခမားမျက်လုံးဟာဘယ်ရောက်သွားသလဲဆိုတော့စပွဲပေါ်ကနိုင်ရန်မှာဆွဲထားတဲ့လက်ကစ်ချနာဓာတ်ပုံကိုရောက်သွားတယ်မဟုတ်လားဒီတော့ခမားကဒီဓာတ်ပုံရဲ့လက်ရာဘက်ကနေရာလက်တစ်ခုကိုသွားပြီးမြင်တယ်ဒီနေရာမှာဓာတ်ပုံတစ်ခုဆွဲထားရရင်ကောင်းမှာပဲလို့ခမားအကြံဖြစ်တော့ဒီဓာတ်ပုံနဲ့လိုက်အောင်ဘယ်ဓာတ်ပုံဆွဲရပါမလဲလို့ခမားစဉ်းစားတော့လက်ခိချာနာကလည်းစစ်ဘိုလ်ဖြစ်တော့စစ်ဘိုလ်တယောက်ဓာတ်ပုံဆွဲမှာပဲနေရာကျမယ်လို့ခမားအကြံဖြစ်ပြန်တယ်ပြီးတော့ခမားဘာသွားပြီးတတိရတယ်လဲဆိုတော့တနေ့ကစပီယာဆိုတဲ့အင်္ဂလိပ်သတင်းစာထဲမှာစာဒေါက်ကလတ်ဟိတ်ရဲ့ပုံပါလာတာသွားပြီးတတိရတယ်တတိရတော့ဒီသတင်းစာထားတဲ့စင်ပေါ်ကိုလှမ်းပြီးခမားတစ်ချက်ကြည့်လိုက်သေးတယ်မဟုတ်လားပြီးတော့ခမားကစစ်ဘိုလ်တွေအကြောင်းစဉ်းစားရာကစစ်ကြီးအကြောင်းသွားပြီးစဉ်းစားမိပြန်တယ်စဉ်းစားမဲ့ဘယ်နဲ့ကြုတ်သိတယ်လဲဆိုတော့ခမားမျက်နှာထားဟာတွေ့ပြီးနေတာကိုမြင်ခြင်းအပြင်ကြုတ်သိရတယ်ဒီအကြောင်းတွေခမားစဉ်းစားတော့စစ်ဖြစ်ရခြင်းရဲ့အကြောင်းရင်းကိုသွားပြီးစဉ်းစားမိတယ်မဟုတ်လားဒီတော့အမိုက်ကစပြသက်မီးလောင်ဆိုသလိုဘာမှမဟုတ်တာကလေးအတွက်လူတွေအများအများသိဆုံးကြရတဲ့အဖြစ်တွေတွေးတောပြီးခမားကဦးကောင်းကိုရမ်းတယ်မဟုတ်လားဒီတော့မှကျုပ်ကခမားအကြံကိုရိပ်မိလို့ဝင်ပြီးထောက်ပြောလိုက်တယ်မဟုတ်လားဗျဒါပါပဲဗျဟုတ်ပါပြီတဲ့ဗျကျုပ်ဖြင့်ခမားကဒီလိုစီကာစင်ကအကျိုးနဲ့အကြောင်းနဲ့ပြောပြလို့သာနှုတ်မို့ဖြင့်ခမားကိုဆုံးတတ်တယ်လို့ဆွဆွဲရတော့မှာပဲခုလိုတော့ခမားဥစ္စာတဲပြီးမခက်လာပါဘူးဗျဒါဘောကိုသိမ်းမောင်ဒီဟာလဲစုံတောက်ပညာလို့ပေါ့နီးတီးတော့အလွယ်ကလေးပဲလို့ဆိုကြတာပဲသို့တော့နီးကြအောင်စဉ်းစားတတ်ဖို့ကခက်တာပဲဗျကဲဗျလာထညောင်းလာတယ်အပြင်ထွက်ပြီးလမ်းလျှောက်ကြရအောင်ဗျကျွန်တော်နဲ့ဦးဆန်ရှာတို့လဲတိုက်ပေါ်မှာဆင်းလာခဲ့ကြ၍မကူလန်းတွေမုံများစားတောက်ပြီးနောက်အရေးပြပွဲယုံများရှိရာသို့ခိတလည်းပဲကြပြီးလျင်၈နာရီထိုးအချိန်ခန့်တွင်တိုက်သို့ပြန်လာကြလေ၏တိုက်ပေါ်သို့တက်မိကြလျင်ဥရောပတိုက်သားတို့ကဲ့သို့ကုတ်အင်ကြီးပေါင်းမီစသည်တို့ကိုဝစ်စင်လျက်ရှိသောဘာဘူးကလားတယောက်သည်ကျွန်တော်တို့အားဆောင်ဆိုင်လျက်ရှိသည်ကိုတွေ့မြင်ရလေ၏ထိုသူသည်ကျွန်တော်တို့အားမြင်လျင်မြင်ချင်းထိုင်ရမှထ၍အင်္ဂလိပ်ဘာသာဖြင့်အခန်းသင့်လိုက်လေတဲ့ခမကျွန်တော်လည်းထိုင်ကားစားကလေးပဲရှိသေးတယ်ဦးဆန်ရှာဆိုတာခမပဲလားဗျဟုမေးရာဦးဆန်ရှာကဟုတ်ပါတယ်ဗျထိုင်ပါကဲကျုပ်တို့အဝေးကလေးခဏလဲလိုက်ပြရစေအောင်ဟုပြောရာအဝတ်များလဲလှဲ့ပြီးလင်ဆေးတံကိုမိမိတောက်ပြီးကဲပြောစမ်းဗျခမကိစ္စဟုဧည့်သည်ဘာဘူးကလားအားမေးလေ၏ထိုအခါဧည့်သည်ဘာဘူးကလားကကျွန်တော်နာမည်ဆန်နရယ်ပါတဲ့ခမဒေါက်တာဆန်နရယ်ပါတဲ့အလုပ်ကတော့ဆေးဆရာဝန်ပါပဲနေတော့ပန်းဆိုးတန်းမှာနေပါတယ်ကျွန်တော်ဆိုင်ဘုတ်ကိုလည်းခမတို့မြင်မိပါလိမ့်မယ်ကျွန်တော်အခုလာတဲ့အကြောင်းကတော့ဒီလိုပါခမလွန်ခဲ့တဲ့4-5ရက်အတွင်းကျွန်တော်အိမ်မှာအင်မတန်ထူးဆန်းတဲ့အဖြစ်အပျက်များဖြစ်ပျက်ခဲ့ပါတယ်ဒါဖြင့်တနေ့လဲခမစီလာမယ်တနေ့ဖြင့်လဲလာမယ်နဲ့ရက်ဆွဲပြီးနေခဲ့တယ်အခုတော့ဖြင့်ရက်ဆွဲလို့မဖြစ်နိုင်လောက်အောင်ဖြစ်နေတဲ့အတွက်လာခဲ့ရခြင်းဖြစ်ပါတယ်ခမဒီအမှုမှာခမလဲတက်နိုင်သလောက်ဆောင်မကြည့်ရှုလိုက်မယ်လို့မျှော်လင့်ပြီးလာခဲ့ပါတယ်ခမဟုပြောလျင်ဦးဆန်ရှာလဲစေးတံပေါက်ရမှာကဲဗျာခမဖြစ်ပျက်ပုံကိုဆက်ပြောပါကျုပ်တက်နိုင်သလောက်ဆောင်မပါ
မယ်စိတ်ချပါဟုပြောလေ၏ဒိုအကဘာဘူးကလာကဒီလိုပါခမဒီအမှုအကြောင်းပြောရမယ်ဆိုရင်အစကနေပြီးပြောပြမှမိတ်ဆွေတို့ကောင်းကောင်းနားလည်နိုင်ဖို့ရှိပါတယ်ဒီတော့ကျွန်တော်ကြောင်းနေစဉ်အခါကစပြီးဖြစ်ပျက်ခဲ့ပုံကိုအကုန်ပြန်ပြီးပြောပြရစီဒီလိုပါခမကျွန်တော်ကဘင်္ဂလားပြည်သားကျွန်တော်မှာခက်ငယ်ငယ်ကဖေးသေးဆုံးပြီးအမိမုတ်ဆိုးမကြီးနဲ့တားအမိနှစ်ယောက်နေထိုင်ခဲ့ပါတယ်ကျွန်တော်အဖေကြံရစ်တဲ့ပစ္စည်းကလေးအနှဲငယ်နဲ့ကျွန်တော်အမေကကျွန်တော်ကိုကျောင်းမှာထားခဲ့လို့ကျောင်းက FA အောင်ပြီးအစိုးရစီက scholarship ရတာနဲ့ဆေးကျောင်းမှာ9နှစ်ဆက်ပြီးနေ MD ဆောင်မွေးပွဲအောင်ခဲ့တာကိုခင်ဗျာကျွန်တော်ဆေးကျောင်းမှာနေစဉ်အခါကလည်းစင်းရဲနွမ်းပါတဲ့သားသမီးတစ်ယောက်ဖြစ်တဲ့အလျောက်တစိမ့်လုံးလဝရိယကလေးရှိပြီးဆေးဘက်မှာတော်တော်ပဲစူးစမ်းပြီးတင်ခဲ့ဝယူပြန်တဲ့ယောဂအကြောင်းကိုတော့ကျွန်တော်အထူးပဲကျွမ်းကျင်အောင်လေ့လာလိုက်စားခဲ့ပါတယ်ဒီအကြောင်းနဲ့ဆက်လင်းပြီးကျွန်တော်စာအုပ်တော့ရေးခဲ့လို့အစိုးရစီကစုငွေများတောင်ရခဲ့ပူးပါတယ်ဒါနဲ့ကျောင်းက MD ဘွဲရပြီးအလုံးလုံးမဲ့ကြံတော့ကျွန်တော်တို့မြို့မှာပညာတတ်တွေကတစိမ့်ပေါ်တာနဲ့ဘင်္ဂလားမှာမနေပါဘူးရဲ့လို့မြန်မာပြည်ကူးပြီးလာခဲ့မြန်မာပြည်ရောက်တော့မိတ်ဆွေတယောက်ကအကြံပေးတဲ့အတိုင်းလကစားအဖြစ်အမှုမထမ်းပဲကိုတိုက်ကိုဖွင့်ပြီးလူနာများကုသခဲ့တာကိုပြကျွန်တော်ပါတဲ့ငွေကလေးကလည်း300ဖြစ်တော့ခန်းခန်းနာနာကြီးလဲတိုက်ကြီးတာကြီးမငားနိုင်ပါဘူးခမကြောင်ကြားကြအရက်တစ်ခုမှပဲစေးတိုက်ကလေးဖွင့်ရပါတယ်ဒီလိုနဲ့ကုသပြီးစတော့နေဝမ်းဝါယုံလောက်ပဲရှိပါတယ်ဆိုပါတော့ခမဒါနဲ့ဒီလိုလုံနေလို့ဖြစ်ပါမလားလို့စိတ်ခက်ပြက်ပြက်ရှိနေတော့တနေ့တော့ကျွန်တော်တို့ဘင်္ဂလီလူမျိုးတွေကပါပဲကလားတယောက်တိုက်ထဲဝင်လာပြီးလားကျွန်တော်လဲစိတ်ကူးမလိုက်ရတာကြာတာနဲ့ဒီတစ်ခါဖြင့်တယောက်ပေါ်လာပေပြီလို့အားရဝမ်းသာနဲ့နေရထိုင်ခင်းများပေးပြီးကိစ္စကိုမေးတော့ဒီလူကဝယူပြက်တဲ့ယောဂအကြောင်းရေးလို့မကြသေးမီကစုငွေရတဲ့ဒေါက်တာဆန်ရယ်ဆိုတာခမားပဲမဟုတ်လားတဲ့မေးတော့ဟုတ်ပါတယ်ခမားလို့ကျွန်တော်ကပြန်ပြောရတာပေါ့ခမားဒီတော့သူကခမားမြန်မာပြည်ကူးလာတာဘယ်လောက်ကြာပြီလဲတဲ့ဒီတော့ကျွန်တော်ကတစ်နှစ်ကျော်လောက်ရှိပါပြီလို့ပြောတာကိုခမားဒီတော့သူကကဲကြုံမေးတာခမားမှန်မှန်ပြောစမ်းမှန်မှန်ပြောလို့ရှိရင်ခမားအကျိုးရှိဖို့ပဲခမားလူပုံလူပန်းနဲ့ရေးပုံသားပုံကုပုံတပုံကြားသိရတာတော်တော်ပညာထက်မြက်တဲ့လက္ခဏာရှိတယ်သို့တော့ပညာထက်မြက်တဲ့လောက်ပတ်စံရှိပုံမပေါ်ဘူးကဲကျုပ်တခုမေးမယ်ပညာတော့ခမားမှရှိပါပြီသို့တော့ခမားညံများကောရှိရလားဗျာလို့မေးတော့ကျွန်တော်ကဘလို့ညံပါလဲခမားလို့မေးတော့သူကညံဆိုတာမျိုးကမိမိပညာစွမ်းကိုညံလို့ခေါ်တယ်ခမားအကျိုးရှိဖို့တစုံတစ်ခုကျုပ်ကပြောရင်ကျုပ်ပြောတဲ့အတိုင်းခမားလိုက်နာတတ်ခြင်းကိုညံခေါ်တယ်ဗျကဲခမားဒီညံမျိုးရှိရလားလို့မေးတော့ကျွန်တော်မှာဘနဲ့လူမျိုးနဲ့တွေ့နေရပါလိမ့်မလဲလို့စိတ်ထဲကအောင်းမိပြီးကျွန်တော်အကျိုးရှိဖို့ပြောရင်တကယ်အကျိုးရှိမယ်မရှိဘူးဆိုတာစင်ကျင်တတ်တဲ့ဉာဏ်တော်ရှိပါရဲ့ခမားလို့ကျွန်တော်ကပြောတာကိုခမားဒီတော့သူကခမားမှာအကျင့်ဆိုးဝါဒနာဆိုးများကောရှိသလားအရက်များတောက်တတ်သလားမတောက်တတ်ပါဘူးခမားမြင်းများကောလောင်းတတ်ပါသလားမလောင်းတတ်ပါဘူးခမားလို့ပြောတော့သူကဒါလောက်တော်ရသားနဲ့ခမားဘယ်နဲ့ကြောင့်မကြီးပွားရတယ်လဲဗျာဘာလို့မဲ့ဒီလမ်းစုပ်ကလေးမှာခမားတိုက်ဖွင့်ရတယ်လဲကျုပ်ပြောတဲ့အတိုင်းပါပဲလေပညာရှိသလောက်ပတ်စံကမရှိဘူးပေါ့ကဲကျုပ်တခုပြောမယ်ခမားပန်းစိုးရန်လို့လမ်းမကြီးလမ်းကောင်းတစ်ခုမှာနေပြီးတိုက်မဖွင့်ချင်ဘူးလားဖွင့်ချင်ပြီလားခမားကဲဒါဖြင့်ကျုပ်တခုပြောမယ်ကျုပ်မှာငွေပိုကလေး4-5ထောင်လောက်ရှိတယ်ဒီငွေကိုကျုပ်ကခမားကိုစိုက်ထုတ်ပြီးတိုက်ဖွင့်ဖို့ထူထောင်ပေးမယ်ခမားသဘောကျရဲ့လားလို့မေးတာကိုခမားဒီတော့ကျွန်တော်မှမယုံတယုံနဲ့အားသင့်ပြီးဘာမှပြန်မပြောနိုင်ပဲစိုက်ကြည့်နေတော့သူကကျုပ်ပြောတာမောင်မယုံဘူးလားမောင်ကိုမေတ္တာရှိလွန်းလို့မောင်အကျိုးသက်ကျုပ်ကလုပ်ပေးမယ်လို့မှတ်နဲ့ကျုပ်မှလည်းအကျိုးရှိဖို့မျှော်ကိုပြီးဒီအကြံကိုကျုပ်ကြံမိခြင်းဖြစ်တယ်ဘယ်နဲ့လဲသဘောတူရဲ့လားမောင်တစိမ့်နားရှင်းအောင်တေးသေးချာချာထပ်ပြီးပြောစမ်းပါအောင်ခမဒီလိုမောင်ရဲ့ကျုပ်ကခုနင်ကပြောတဲ့အတိုင်းကျုပ်မှငွေကလေး4-5ထောင်နဲ့ပန်းစိုးတန်းလမ်းလို့လမ်းကြီးလမ်းကောင်းတစ်ခုမှာတိုက်တလုံးငှားပြီးဟန်ပန်ခန်းနာနာခင်းချင်းပြီးအလုံးတိုက်တစ်ခုဖွင့်မောင်နာမည်နဲ့ဆိုင်းပုတ်ကြီးတစ်ခုဆွဲသတင်းစာမှာကောင်းကောင်းထည့်ပြီးကြောညာမောင်စီလာတဲ့လူများစီကမောင်ရသမျှငွေကိုကျုပ်ကိုကျုပ်ကမောင်ကိုအိတ်ဖို့စားဖို့တာဝန်ခံတဲ့အပြင်မောင်ရတဲ့ငွေတဲက4ပုံ1ပုံကိုမောင်ကိုပေးမယ်ရှုံးရင်လည်းကျုပ်ခံမယ်ညံ့ရင်လည်းကျုပ်ယူမယ်ကဲဒါပါပဲမောင်သဘောတူရဲ့လားလို့မေးတာကိုခမဒီတော့ဒီနီးဟာတော်တော်ထူးဆန်းတဲ့နီးပဲလို့ကျွန်တော်အောက်မေ့ပြီးသဘောတူရရင်တော်မလားမတော်လားစဉ်းစားတာကိုခမဒီတော့ကျွန်တော်မှလည်းကိုဟာကိုအလုတ်တိုက်ကလေး6တီး6ချက်ဖွင့်လို့ဝမ်းမဝတဝဖြစ်နေတော့ဒီအကြံကကောင်းလိမ့်မယ်ထင်ပါရဲ့လို့အောက်မေ့ပြီးသူ
သူ့အကြံကိုလက်ခံလိုက်မိပါရောခင်ဗျာဒါနဲ့တူတူပြောကြပါစို့နောက်တစ်နေ့ပဲပန်းစိုးရမ်းမှာနှစ်ထပ်တိုက်တစ်ခုငါအောက်ထက်ကကျွန်တော်အဖို့အလုတ်တိုက်ဖွင့်အပေါ်ဓာတ်မှာသူကနေဒီလိုနဲ့နီလာကြသူ့ခုသူကလေးကလည်းကောင်းတာနဲ့10ရက်လောက်ကြာရင်ပဲကုဖို့သားဖို့လူနာတွေတော်တော်ပဲလာကြတာကိုခင်ဗျဒီတော့တိုက်လာက150နဲ့ကျုပ်တို့စားတာတောက်တာနှုတ်လိုက်ရင်တော်တော်ပဲသူ့ဖို့ကြံသေးတယ်နာမည်ကဘနဲ့ခေါ်တယ်လဲခင်ဗျတေဝါရီတဲ့ဗျခင်ဗျားလိုဘင်္ဂလီလူမျိုးပဲလားဟုတ်တယ်ကဲပြောစမ်းပါအောင်ဗျဒါနဲ့ဒီလိုနေကြတော့ဒီလူကဘသူနဲ့မှဆက်ဆံပေါင်းတင်ခြင်းရှိတဲ့လက္ခဏာမရှိဘူးတနေ့လုံးတိုက်ပေါ်မှာအောင်းမိနေတယ်ညတိုင်ကြမှာတိုက်အောက်ကိုဆင်းပြီးလာကျွန်တော်ရတဲ့နေတွက်ကိုယူငွေတစ်ချက်အတွက် message တစ်စီကျွန်တော်အဖို့ထားခဲ့ပြီးတိုက်ပေါ်ခဏပြန်တက်သွားတော်တော်ကြာတော့ဒုက္ခကလေးကင်ဆင်းလာပြီးလမ်းလျှောက်ထွက်သွားပါရောဗျာနေ့တိုင်းဒီလိုကျွန်တော်အတွက်ဝေစုခွဲပေးပြီးလမ်းလျှောက်မှန်ထွက်တာပဲခမဒါနဲ့တော်တော်အကြံကောင်းတဲ့လူတစ်ယောက်ပါပဲခမကျွန်တော်နဲ့တွဲဖက်ပြီးလှုပ်လိုက်တာသူ့မှာမလုံမကင်ပဲအေးတတနဲ့တနေ့ငွေ15ကျပ်တော့ပုံမှန်ဝင်တာပဲခမဒါနဲ့ဒီလိုတနှစ်ကျော်နှစ်လောက်လုံးပြီးတော့သူ့မှာပတ်စံတော်တော်များများစုမိပါရောခမလွန်ခဲ့တဲ့အဖြစ်ပြက်ကတော့ဒါပါပဲခမအခုလာခဲ့ရခြင်းအကြောင်းကိစ္စကိုသာပြောဖို့လိုပါတော့တယ်ကဲစူဇန်ဗျဒီလိုပြလွန်ခဲ့တဲ့တနင်္ဂနွေနေ့နှစ်ပတ်လောက်အခါကတေဝါရီကနေညနေလမ်းလျှောက်ပြီးပြန်အလာကျွန်တော်အခန်းထဲမှာပြာကြီးပြာရဝင်လာပြီးရန်ကုန်အရှိပိုင်းမှာတိုက်ကိုဖောက်ပြီးတခိုးများခိုးသွားတယ်လို့ကြားရခဲ့တဲ့ဒီတော့ကျွန်တော်တို့တိုက်ကိုလည်းမှောင်ရင်မှောင်ချင်းတကားများကိုကောင်းကောင်းပိတ်ပြီးမင်းတုတ်သေးသေးချာချာချထားရမယ်တဲ့ရှူးရှူးရှာရှာနဲ့ပြောတာကိုခမဒီတော့ကျွန်တော်ကအရှိပိုင်းကတိုက်ဖောက်တာနဲ့ဒီလောက်တောင်အရေးတကြီးဖြစ်လာရသလားလို့အံ့ဩပြီးသူမှကြားတဲ့အတိုင်းလုပ်ပါမယ်လို့ပြောရတာပေါ့ခမဒီလိုပြောပြီးတဲ့နောက်တနင်္ဂနွေတစ်ပတ်လောက်အတွင်းမှာဒီလူကြည့်ရတာအရင်နဲ့မတူဘူးခမအင်မတန်အမှုကွဲပြားတယ်နေကင်းကြောင်တောင်မှလည်းတိုက်ပေါက်ချောင်းပြီးအပြင်ကိုကြည့်လို့ကြည့်လမ်းသွားရင်လည်းတကားကြိုတကားကြားလှန်လောကြည့်လို့ကြည့်လှေကားအောက်ကြည့်ဘီရိုတကြီးကြီးနဲ့အင်မတန်တုံလို့တဲ့လက္ခဏာရှိတယ်ဒီအတော်အတွင်းခါတိုင်းလိုညနေတိုင်းအပြင်လမ်းလျှောက်ထွက်နေကြမထွက်ဘူးဒီတော့ကျွန်တော်ကဒီလူဟာဧကဏတစုံတရာအတွက်အထူးသဖြင့်စိုးရိမ်မကင်းဖြစ်ပြီးနေတယ်လို့တွေးမိတာနဲ့အကျိုးအကြောင်းနည်းနည်းပါးပါးမေးမြန်းကြည့်မယ်လို့တခွန်းနှစ်ခွန်းလောက်တီးခေါက်ကြည့်လိုက်ရင်ပဲကျွန်တော်ကိုသူကစိတ်ဆိုးမှန်ဆိုမျက်နှာထားကြီးနဲ့ငေါက်တာကိုခမဒါနဲ့ကျွန်တော်ကလည်းကိုယ့်လို့မဟုတ်ဘူးလေလို့အသာအမှတ်တမဲ့နေခဲ့တယ်ဒီလိုနဲ့တနင်္ဂနွေနေ့တစ်ပတ်လောက်ရှိတော့သူနည်းနည်းစိတ်အေးသွားတဲ့လက္ခဏာနဲ့အရင်ကလိုပဲညနေတိုင်းလမ်းလျှောက်ထွက်ပြန်ရောခမဒါနဲ့ကျွန်တော်တခါပြန်အေးသွားပြီလို့ဝမ်းသာနေတော့ဟောအခုတော့ဒုက္ခကြီးတွေ့ရပြန်ပါရောခမဒုက္ခတွေ့ပုံကလည်းဒီလိုပြလွန်ခဲ့တဲ့2ရက်လောက်ကကျွန်တော်နာမည်နဲ့စာတစ်စောင်ရပါတယ်ခမဒီစာလဲကျွန်တော်ယူခဲ့ပါတယ်ဟောဒီမှာကျွန်တော်ဖတ်ပြမယ်ဟုပြော၍ဒေါက်တာဆန်နရယ်သည်စာတစ်စောင်ကိုအောက်ပါအတိုင်းဖတ်ပြလေ၏ဘင်္ဂလားနယ်မှာဘင်္ဂလီလူမျိုးကုန်သည်ကြီးတဦးသည်ကိစ္စတစ်ခုခုနဲ့မြန်မာပြည်သို့ပြန်ရောက်လာခဲ့ရာယခုအခါရန်ကုန်မြို့ပေါ်၌ရှိနေကြောင်းရင်းကုန်သည်ကြီးမှာလွန်ခဲ့သည့်နှစ်ပေါင်းများစွာကပင်ဝယူပြန်ယောဂဆွဲကပ်လျက်ရှိနေရာဆရာဝန်အပေါင်းတို့အားစုံစမ်းမေးမြန်းပါတော့လေရင်းယောဂကိုပျောက်ကင်းအောင်ကုသနိုင်မဲ့သူတစုံတယောက်မျှမထွက်မပေါ်ရှိနေခဲ့ကြောင်းဒေါက်တာဆန်နရယ်မှာဝယူပြန်တော်ယောဂ၌အထူးသဖြင့်ကျွမ်းကျင်နားလည်ကြောင်းနှင့်မိတ်ဆွေတဦးကပြောပြသဖြင့်သိရှိရသည်ဖြစ်၍ဒေါက်တာဆန်နရယ်ထံသို့စုံစမ်းမေးမြန်းရန်ယနေ့ညနေ6နာရီခွဲအချိန်ခန့်တွင်လာရောက်လိုသည်ဖြစ်ပါကြောင်းတို့ဖြစ်၍ရင်းအချိန်တွင်တွေ့ဆုံရန်ဒေါက်တာဆန်နရယ်ကအသင့်ပြင်ဆင်ထားရှိစေလိုပါကြောင်းစသဖြင့်ဒေါက်တာဆန်နရယ်ကဖတ်ပြလေ၏ထို့နောက်ဒေါက်တာဆန်နရယ်ကကျွန်တော်ကဒီယောဂမျိုးမှာအထူးသဖြင့်လိုက်စားလေ့လာခဲ့တာနဲ့ဒီစာရတော့ကိုပညာအသုံးချရတော့မယ်လို့အထူးဝမ်းသာမိတာကိုခမဒါနဲ့ချင်းဆိုထားတဲ့အချိန်ကြတော့ကျွန်တော်ကအစဉ်သင့်စောင့်နေတာကိုခမစောင့်နေတော့6နာရီခွဲတိတိမှာပဲလူ2ယောက်ကျွန်တော်အခန်းထဲဝင်လာတယ်တယောက်ကတော့ပိန်ပိန်ပပနဲ့အသက်ကတော့50ကျော်လောက်ရှိလိမ့်မယ်ဒီပြင်တယောက်ကတော့အရက်အမောင်းထွားကြိုင်းကြိုင်းနဲ့ကာယပလနဲ့အင်မတန်ပြည့်စုံတဲ့လူတစ်ယောက်ပဲအသက်ကတော့30ကျော်လောက်ပဲရှိအောင်မယ်သူတို့2ယောက်ဝင်လာတော့အငယ်လူကကျွန်တော်ကိုဒေါက်တာဆန်ရယ်ဆိုတာခမမဟုတ်လားဒီဟာကကျွန်တော်အဖေပါခမကဲသူယောဂပြောက်အောင်ခမစီးကူနိုင်ရင်အခကြေးငွေဆိုတာမတော့ကျွန်တော်တို့မှနည်းနည်းအတွက်မရှိပါဘူးပြောက်အောင်သာကုသပါတော့လို့ပြောတာကိုခမ
ဒီတော့ကျွန်တော်အစွမ်းရှိသလောက်စူးစမ်းမှာပဲခမညာလို့ပြောပြီးလူနာကိုစုံစမ်းကြည့်ရှုကျင်တာနဲ့လူနာကိုကြည့်ရှုနေတော့ခမညာဒီအခန်းမှာနေမလားလို့အငယ်လူကိုမေးတော့သူကသူ့အဖေယောဂကိုမကြည့်လို့တဲ့မျက်နှာထားနဲ့မနေပါရစေနဲ့ခမညာကျွန်တော်အပြင်ကပဲစောင့်နေပါမယ်တဲ့ပြောပြီးအခန်းပြင်ထွက်သွားတာကိုခမညာဒီတော့ကျွန်တော်ကလူနာယောဂကိုစစ်ဆေးမေးမြန်းပြီးဘယ်တော့ကစပြီးဖြစ်တယ်လဲဆွေတဲ့မျိုးထဲမှာဒီယောဂမျိုးဖြစ်ပေါ်တဲ့လူများရှိဘူးသလားစသဖြင့်မေးမြန်းပြီးတေးသေးချာချာစာအုပ်မှာရေးသားနေတော့တော်တော်ကြာတော့လူနာကမေးရင်မြန်ရင်ပဲဝယူပြန်ပြီးလာတာကိုပြဒီတော့ကျွန်တော်ကအခန်းတက်လာပြီလို့သူ့ယောဂလက္ခဏာတွေကိုကျွန်တော်တွေ့ဘူးတဲ့ဟာများနဲ့ကြည့်ရှုနိုင်ရှင်မှတ်သားပြီးနေတာကိုခမညာဒီတော့ဒီယောဂမှာကျွန်တော်ကသူများထက်ထူးချွန်ပြီးလိုက်စားထားတဲ့အတွက်ဆေးကောင်းတစ်လက်ကိုတွေ့ထားတာနဲ့ဒီဆေးတကူကိုစမ်းသပ်ဖို့အချက်ပေါ်လာလို့ဆေးထားတဲ့အခန်းထဲကြပြားကြရာပြေးသွားတာကိုခမညာဆေးထားတဲ့အခန်းကတိုက်နောက်ဖေးမှာဆိုတော့ကျွန်တော်သွားတာရောပြန်လာရောဆေးဆက်နေတာရောအားလုံး9မိနစ်လောက်ပဲကြာလိမ့်မယ်ဒါနဲ့ကျွန်တော်ကဆေးပလင်းကင်ပြီးခုနင်ကလူနာရှိတဲ့အခန်းထဲပြေးဝင်လာတော့လူနာလည်းပဲရောက်သွားတယ်မဆိုနိုင်ဘူးခမညာအခန်းထဲမှာမရှိတော့ပါဘူးဒီတော့ကျွန်တော်ကအလွန်အံ့ဩပြီးသူ့သားဆောင်တဲ့နေရာအခန်းအပြင်ဘက်ကိုလိုက်သွားတော့ပြင်မာလဲသားရောအဖေရောဘေးရောက်သွားတယ်မဆိုနိုင်ဘူးချက်ပြောက်ငှက်ပြောက်ပျောက်ကုန်ကြပါရောခမညာဒါနဲ့ကျွန်တော်အခန်းပေါက်မှာစောင့်တဲ့ဒရဝန်ကလားကိုမေးကြည့်တော့ဒီကောင်ကလည်းအကောင်သစ်မို့ဒီဒီယာတာနဲ့မေးလို့ကောင်းမရပါဘူးခမညာသူလည်းမမြင်လိုက်ဘူးလို့ပြောတာပါပဲဒီလိုနဲ့ခဏနေတော့ကျွန်တော်တို့တိုက်ရှင်ဒေဝါရီလဲလမ်းလျှောက်ရာကပြန်ပြီးလာတော့ကျွန်တော်လဲသူနဲ့စကားတဲ့ပြီးမပြောတာနဲ့ဒီအကြောင်းဘာမှမပြောလိုက်ပါဘူးခမညာဒါနဲ့ကျွန်တော်လဲဒီအသားအဖ2ယောက်အကြောင်းအံ့ဩပြီးနေနောက်ထပ်ပြီးတွေ့ရလိမ့်မယ်လို့မထင်ပဲရှိနေတော့ဒီကနေ့ညနေ6နာရီအချိန်မှာကျွန်တော်အခန်းထဲတနေ့ကသားအဖ2ယောက်လာပြန်ကြည့်ရောခမညာဝင်လာခြင်းလူနာကတနေ့ကကျွန်တော်ပြုတ်မှုပုံခမားဖြင့်အပုံကြီးအံ့ဩသွားတယ်မှတ်တယ်လို့ပြောတော့ကျွန်တော်ကအံ့ဩကြောင်းပြန်ပြောတော့သူကဒီလိုပြကျွန်တော်ကဒီယောဂဖောက်လာပြီးရုတ်တရက်ပျောက်သွားတဲ့အခါကျရင်လုံးကြီးတတိလစ်ပြီးသွားမိသွားရထပြီးသွားတတ်ပါတယ်ဒီတော့မနေ့ကဒီအခန်းမှာဒီယောဂဖောက်လာပြီးကြသွားတော့ဘယ်နဲ့ကြောင့်ဒီအခန်းထဲငါရောက်နေပါလိမ့်မလဲလို့ထိုင်ရကထပြီးအပြင်ထွက်သွားမိပါတယ်ခမညာလို့ပြောတော့တားလုတ်တဲ့သူကဝင်ပြီးကျွန်တော်အဖေကအပြင်ထွက်လာတော့ကိစ္စပြီးခဲ့ပြီးမှတ်လို့အဖေနောက်ကထပြီးလိုက်သွားတာပါဗျာအိမ်ရောက်တော့အဖေကိုအကျိုးအကြောင်းမေးမြန်းကြည့်တော့ဒီလိုအကြောင်းဆိုတာကျွန်တော်လည်းရိပ်မိပါတယ်ဗျာလို့ပြောတော့ကျွန်တော်ကဒါဖြင့်လည်းကိစ္စမရှိပါဘူးဗျာကျွန်တော်ကဘယ်များရောက်ကုန်ကြပါလိမ့်မလဲလို့အံ့ဩမိတာပဲကဲခမညာကအပြင်မှာတစိမ့်ဆောင်နေပါအောင်ကျွန်တော်လူနာကိုဆက်လက်ပြီးဆွေးစမ်းပေးရစီအောင်လို့ပြောပြီးတားလုတ်တဲ့လူလည်းအပြင်ထွက်သွားရောကျွန်တော်လည်းလူနာကိုစစ်ဆေးမေးမြန်းတာကိုဗျဒီတကတော့ယောဂမဖောက်ပါဘူးခမညာဒါနဲ့ကျွန်တော်နိုင်ဝက်လောက်အကျိုးအကြောင်းမေးမြန်းပြီးဆေးနဲ့တကွပေးလိုက်ပြီးသူတို့သားအဖ2ယောက်လည်းပြန်သွားကြတာကိုခမညာတော်တော်ကြာတော့ကျွန်တော်တိုက်ရှင်ဒေဝါရီကလမ်းလျှောက်ရာကပြန်လာပြီးတိုက်ပေါ်တက်သွားခဏနေတော့ပြားရာနဲ့ဆင်းပြေးလာပြီးကျုပ်ခန်းနဲ့ဘသူဝင်တယ်လဲပြောစမ်းလို့ကျွန်တော်ကိုငေါက်ပြီးမေးတော့ကျွန်တော်ကဘသူမှမဝင်ကြောင်းပြောတော့ခမားမလိမ်ပါနဲ့တိုက်ပေါ်လာကြည့်လဲစမ်းတဲ့ဆိုပြီးကျွန်တော်လက်ဆွဲခေါ်သွားပါရောခမားတိုက်ပေါ်ရောက်တော့သူကအခန်းဝနာမှာခင်းထားတဲ့ကော်စောကိုလက်ညှိုးထိုးပြီးဒီဟာကြည့်စမ်းဒီဟာကျုပ်ချေရဟလာတဲ့မေးလို့ကျွန်တော်ကတေးသေးချာချာကြည့်တော့ချေရကတေဝါရီချေရထက်အပုံကြီးကြီးတယ်ခမားဒင်းထားတာကလည်းတဲ့ပြီးကြတဲ့လက္ခဏာမရှိသေးဘူးဒီကနေ့မိုးကလေးလဲရွာထားတော့ကော်စောပေါ်မှာချေရကောင်းထင်နေတာကိုခမားဒီတော့ကျွန်တော်စဉ်းစားမိတယ်ဒီညနေမှာဒီပြင်ဘသူမှမလာဘူးဟိုသားအဖ2ယောက်ပဲလာတယ်ဒီတော့အဖေကကျွန်တော်နဲ့စကားပြောနေတော့သားကတစုံတစ်ခုအကြံအစီရှိလို့တိုက်ပေါ်တက်သွားတဲ့လက္ခဏာပဲလို့စဉ်းစားမိတယ်ဒီတော့ကျွန်တော်ကဗာများပျောက်ဆုံးတယ်လဲလို့အကုန်လိုက်ပြီးကြည့်တော့ပစ္စည်းတွေလည်းဘယ်သင်းမှချေရလက်ရမပြတ်ဘူးခမားသို့တော့ကော်စောပေါ်မှာချေရကြီးတင်နေတဲ့အတွက်တစုံတစ်ယောက်ဝင်ရောက်လာတော့အမှန်ပဲဗျသို့တော့ချေရတွေရလို့နည်းနည်းစိတ်ပူဖို့ကောင်းတာမှန်တော့လဲပစ္စည်းဘာမှမပြောက်ခဲ့ရင်စိတ်အေးဖို့မဟုတ်လားခမားတေဝါရီမှာတော့ဒီလိုမဟုတ်ဘူးခမားပစ္စည်းမပြောက်ပင်မဲ့ချေရတွေ့တာကိုပဲအင်မတန်တုံလို့ပြီးကလတ်ထိုင်ပေါ်ထိုင်ပြီးချုံချငိုတာပါပဲခမားဒီတော့သူ့အမှုအရာမြင်ရတာကောင်းနားမလဲလို့စဉ်းစားနေတော့သူကကျွန်တော်ခေါ်ပြီးဥဆန်ရှာဆိုတာစုံတောင်းအတက်မှာတော်တော်ကောင်းတယ်လို့ကြားဘူးတယ်သူကအစိုးရအမှုတန်းလည်းမဟုတ်ဘူးဒီတော့ကျုပ်ကိုခဏခေါ်လာငင်လာဒုက္ခပေးမယ်မဟုတ်ဘူးဒီတော့သူ့စီတစိမ့်သွားပြီးအကျိုးအကြောင်းပြောပြစမ်းပါအောင်ဗျာလို့ပြောတာနဲ့ကျွန်တော်လာခဲ့ရခြင်းဖြစ်ပါတယ်ခင်ဗျာကဲဒီတော့တစိမ့်လောက်သူ့စိတ်အေးအောင်ခဏလိုက်နိုင်လိုက်ခဲ့ပါအောင်မိတ်ဆွေကြီးရဲ့ဟုပြောလေ၏ဥဆန်ရှာလဲဤများလောက်ရှည်လျားသောအဖြစ်အပျက်တို့
ကိုစိတ်အားထက်သန်စွာနားထောင်ပြီးနောက်စကားအဆုံးတွင်ထိုင်ရန်မှရုတ်တရက်ထ၍ကျွန်တော်အားလမ်းလျှောက်ထုတ်ကိုလှမ်း၍ပေးပြီးလျင်သူကိုယ်တိုင်လည်းဒုတ်တစ်ချောင်းကိုကင်လျက်တိုက်ပေါ်မှဆင်းလာကြလေ၏ထိုသူ၏အိမ်မှာများစွာမဝေးကွာသဖြင့်ကျွန်တော်တို့လည်းခြေချင်းလျှောက်လာကြရာနေအိမ်သို့ရောက်လျင်ထိုသူလည်းကျွန်တော်တို့အားတိုက်ပေါ်သို့ခေါ်ဆောင်သွားလေ၏ဒေါက်တာဆန်နရယ်လည်းရှေ့မှသွားသဖြင့်ကျွန်တော်တို့လည်းသူ့နောက်မှကပ်၍ချင်းမြောင်းလာသောလေကားဖြင့်တိုက်ပေါ်သို့တက်လာကြရာဒုတိယအထက်သို့ရောက်ခါနီးတွင်လေကား၌ထွန်းသားသောဓမီသည်ရုတ်တရက်ငြိမ်းသွားပြီးလျင်တစုံတစ်ယောက်သောသူကမောင်ထဲမှနေ၍မတက်ခဲ့နဲ့နော်ငါမှတနက်ရှိတယ်တလန်းတက်ရင်ပြစ်လိုက်မယ်ဟုဟစ်အော်သည့်အတန်ကိုကြားကြရလေ၏ထိုအခါဒေါက်တာဆန်နရယ်ကကျွန်တော်တို့ပါခမမကြောက်ပါနဲ့တခြားသူမဟုတ်ပါဘူးဟုပြောသည့်အခါမှထိုသူကအော်ဒေါက်တာဆန်နရယ်လာဒီပြင်လူတွေကတော့ဘသူများလဲဦးဆန်ရှားနဲ့သူ့မိတ်ဆွေတယောက်ပါပဲခမတွေ့ကျင်နေဆိုအော်ဟုတ်လားလာပါဟုပြောပြီးနောက်ဓမီလဲလင်းရိပ်လာပြန်လေ၏ထို့နောက်လူတယောက်သည်လဲအခန်းပြင်သို့ထွက်လာရာထိုသူမှာပူဝဝရှိလျက်စပင်တို့သည်ကြောက်လွန်းအားကြီးလာသည်နှင့်ဦးကောင်းတွင်ထောင်လျက်ရှိနေသည်ကိုတွေ့မြင်ရလေ၏ထိုအခါဒေါက်တာဆန်နရယ်ကဒီဟာကကျွန်တော်အိမ်ရှင်တေဝါရီပဲခမကဲလာကြပါဟုကျွန်တော်တို့အားခေါ်ပြီးလျင်အခန်းတွင်သို့ထိုသူနှင့်အတူဝင်သွားကြလေ၏ကျွန်တော်တို့လည်းအခန်းတွင်သို့ရောက်၍ကလတ်ထိုင်တွင်ထိုင်ပြီးကြလျင်တေဝါရီကဦးဆန်ရှာအားကျေးဇူးတင်လာပါတယ်ခမဒီအမှုမှာခမရဲ့အကူအညီဆောင်မခြင်းကိုအထူးသဖြင့်ကျွန်တော်အလိုရှိလာပါတယ်ဒါနဲ့ဒီကကိစ္စအကြောင်းကိုဒေါက်တာဆန်နရယ်ကပြောပြီးပြီမဟုတ်လားခမဟုပြောလျင်ဦးဆန်ရှာကဟုတ်ကဲ့ပြောပြီးပါပြီဒါနဲ့ဒီလူနှစ်ယောက်ဘသူများလဲဘယ်အတွက်ခမကိုသူတို့ကနှောက်ယှက်ရတယ်လဲဟုမေးလျင်တေဝါရီကတုံးလို့သောအမူအရာနဲ့ဒါကအတွေးရခတ်သလားခမဒီဟာတော့ကျွန်တော်ဘယ်မှာပြောတတ်မလဲဟုပြောသဖြင့်ဦးဆန်ရှာကဒါဖြင့်ဒီလူနှစ်ယောက်ကိုခမမသိဘူးလို့ပြောချင်တယ်ပေါ့လေဟုပြောလျင်ထိုသူလည်းဦးဆန်ရှာ၏မိကုန်းကိုပြန်မဖြေပဲကဲလာပြဒီတစိမ့်လောက်လာကြည့်စမ်းမအောင်ဟုပြော၍မိကန်တစ်တာကြီးတစ်ခုကိုလက်ညှိုးညွှန်ပြလျက်ဒီတစ်တာမြင်လားခမကျွန်တော်မှာပတ်စံများတော့မကြွယ်ဝပါဘူးသို့တော့ရှိသမျှကလေးကိုဗန်တိုက်မှာမထားပဲဒီထဲမှာအကုန်ထည့်ပြီးထားပါတယ်ဘာဖြစ်လို့ဗန်မှာမအပ်တယ်လဲဆိုတော့ကျွန်တော်ကဗန်တိုက်ကိုမယုံနိုင်ဘူးခမကိုတစ်တာကိုမှကိုယုံနေဒီတော့ရှိစုမဲစုကလေးတွေဒီတစ်တာကြီးမှာထားတော့ကျွန်တော်အခန်းထဲလူစိမ့်ဝင်လာတယ်ဆိုရင်စိုးရိမ်မကင်ဖြစ်မိတာပေါ့ခမဟုပြောလျင်ဦးဆန်ရှာလည်းမယုံကြည်သောမျက်နှာထားနဲ့တေဝါရီအားကြည့်လျက်ဦးကောင်းကိုရမ်းပြီးလျင်စုံတောက်ခေါ်ရင်အမှုကိုအမှန်အတိုင်းလုံးစုံပြောမှစုံတောက်နိုင်တယ်ဗျမှန်ပြောပါဟုပြောလျင်ထိုသူကအမှန်ပါပဲခမဒီအတိုင်းပါပဲဒီပြင်ဘာမှပြောစရာမရှိဘူးလားမရှိပါဘူးခမဟုပြောလျင်ဦးဆန်ရှာလည်းဆက်ဆုပ်သောမျက်နှာထားနဲ့တေဝါရီအားကြည့်ပြီးလျင်ကဲဒေါက်တာဆန်ရယ်ကျုပ်တို့ပြန်အောင်မယ်ဟုပြောဆို၍တိုက်အပေါ်မှာဆင်းမိပြုရာတေဝါရီကဒါဖြင့်ကျွန်တော်ကိုခမအကြံဘာမှမပေးနိုင်ဘူးလားခမဟုမေးလျင်ကျုပ်အကြံပေးစီခြင်းသလားကျုပ်ကခမကိုစကားပြောရင်လှုပ်ဝက်ပြီးမပြောဘဲအတိအကျထုတ်ဖော်ပြောဆိုဖို့အကြံတစ်ခုပဲပေးခြင်းနဲ့ကဲလာပြားကိုသိမ်းမောင်ကျွန်တော်တို့လည်းတိုက်အောက်သို့ဆင်းလာကြ၏အတန်ငယ်ရှောက်မိကြလျင်ဦးဆန်ရှာကစဉ်းစားလျက်ရှိရာမှခမကိုဒုက္ခပေးသလိုအလက်ကားခေါ်လာမိတယ်ဗျာသို့တော့အမှုကတော့တော်တော်ကောင်းတဲ့အမှုကလေးပါပဲဟိုအကောင်ကြီးကမမှန်ထုတ်ပြီးမပြောတာခက်တယ်ကျွန်တော်ဖြင့်ဘာမှမတွေးတတ်ပါဘူးခမအမှုကဒီလိုဗျဒီအမှုကလူနှစ်ယောက်တော့အနည်းဆုံးပါတယ်ပူခြင်းလဲပူမယ်ပေါ့လေသို့တော့အနည်းဆုံးနှစ်ယောက်တော့ပါတယ်ကျုပ်အထင်မှာတော့ဒေါက်တာဆန်ရယ်စီလာတဲ့လူနှစ်ယောက်နဲ့ဒီလူဟာရန်စားတစ်ခုခုရှိလို့လက်စားချေဖို့လာတဲ့လက္ခဏာရှိတယ်ဒီတော့တယောက်ကဒေါက်တာဆန်ရယ်ကိုအလုပ်ပေးထားပြီးတယောက်ကဒီလူအခန်းကိုတက်ပြီးရှာတယ်ထင်တယ်ပထမအခောက်ကတည်းကအငယ်လူကရောက်ခဲ့တဲ့လက္ခဏာပဲမတွေ့လို့ပြန်ပြီးဆင်းလာတယ်မှတ်တယ်နို့ဝက်ယူပြန်တာကကောခမတဲခက်တယ်ကိုသိမ်းမောင်ဟန်ဆောင်တာပေါ့ခမဝက်ယူပြန်တယ်လို့ဟန်ဆောင်ရတာလောက်လွယ်တာပဲမှာရှိမလဲကျုပ်ကိုယ်တိုင်ဟန်ဆောင်ခဲ့ရပေါင်းများပြီကောကဲစိုးစမ်းပါအောင်ဗျာသူတို့နှစ်ယောက်လာတဲ့အတိုင်းကန်အားလျော်စွာတေဝါရီကအပြင်လမ်းလျှောက်ထွက်တဲ့အခိုက်နဲ့ကြီးကျုံနေတယ်ဒီဟာကိုထောက်ခြင်းအပြင်ဒီလူနှစ်ယောက်ကတေဝါရီဟာဒီအချိန်မှမမှန်လမ်းလျှောက်တတ်တဲ့အကြောင်းကိုသိနှင့်တဲ့လက္ခဏာမရှိဘူးဒီလူများဟာပစ္စည်းအတွက်လာရောက်ခြင်းမျိုးဖြစ်ရင်ဘယ်နည်းနဲ့မဆိုလူမရှိတော့ဝင်မိရင်မှွေနောက်ပြီးရှာမပေါ့ဗျာပြီးတော့ကျုပ်ကလူရဲ့မျက်စိကိုကြည့်ရင်ဝမ်းတွင်းကစိတ်ကူးကိုကောင်းကောင်းရိပ်မိတယ်ဗျအခုတေဝါရီစိုးရိမ်နေတာကပစ္စည်းအတွက်လုံးလုံးမဟုတ်ဘူးဗျအသက်ဘေးအတွက်သူစိုးရိမ်နေတာအမှန်ပဲဒီတော့သူ့ကိုဒီလောက်မုန်းနေတဲ့လူနှစ်ယောက်ရှိတဲ့အကြောင်းသူမသိဘူးဆိုတာဘယ်နည်းနဲ့မှမဟုတ်နိုင်ဘူးသူအမှန်သိရမယ်သို့တော့တစုံတစ်ခုသောအကြောင်းကြောင့်သူကဖွင့်ပြီးကျုပ်ကိုမပြောချင်ဘူးသို့တော့နက်ဖြန်တနေ့
လောက်ဆိုင်းလိုက်ရင်တော့ကြောက်လွန်းအားကြီးတာနဲ့မပြောဘဲမနေနိုင်ပြီဘူးမှတ်တယ်သို့တော့ကျွန်တော်တခုအကြံရတယ်ဗျာဒီလိုများဖြစ်ချင်ဖြစ်နေမလားမပြောတတ်ဘူးဒေါက်တာဆန်နရယ်ကတီဝါရီမရှိတော့အခန်းထဲဝင်ပြီးကော်စောထဲမှာခြေရာထင်နေတာနဲ့တားအဖနှစ်ယောက်လာသလေးပါလေးနဲ့ကြံဖန်ပြီးပြောချင်ပြောမယ်မဟုတ်ဘူးလားဗျာဟုပြောလျင်ဦးဆန်ရှာလည်းအနှင်းငယ်ပြုံးရည်၍ဒီဟာကိုကျုပ်လက်ဦးသွားပြီးတွေးမိပေတဲ့တွေးမိလို့ကော်စောပေါ်ကခြေရာနဲ့ဒေါက်တာဆန်နရယ်ဖနက်နဲ့ရှင်းကြည့်ပြီးကျုပ်ကြည့်လိုက်တော့ခြေရာကအပုံကြီးကြီးနေတယ်ဗျဒီပြင်လေခြေရာကဖနက်ဦးတုံးကြီးဒေါက်တာဆန်နရယ်ဖနက်ကဦးချွန်ကလေးဗျကဲဗျဒီအကြောင်းတော်ပါတော့မနဲ့ကြတော့အမှန်ထင်ပြီးကျုပ်တို့ကြားရပါလိမ့်မယ်ထင်တယ်ဟုပြောဆိုရင်ကျွန်တော်တို့လည်းနေအိမ်တို့ရောက်သဖြင့်အိတ်ကြလေ၏နနက်လင်းသည်နှင့်တပြိုင်နက်တစုံတယောက်သောသူသည်ကျွန်တော်အားလှုပ်နိုးသဖြင့်မျက်စိဖွင့်ကြည့်လိုက်ရာဦးဆန်ရှာသည်စာတစောင်ကိုလက်တွင်ကင်လျက်ကရင်ချေရင်တွင်ရက်နေသည်ကိုတွေ့မြင်ရလေ၏ကျွန်တော်ကကိစ္စကိုမေးလျင်ဦးဆန်ရှာသည်စာကိုကျွန်တော်အားလမ်းပေး၍မနေ့ကဘန်းစိုးတန်းကိစ္စပေါ့ဗျာဒါကြောင့်ကျုံမပြောဘူးလားရော့ဒီစာကိုဖတ်ကြည့်စမ်းအောက်မှာယထာဆောက်နေတယ်ပြုတ်မြန်မြန်လုပ်ပါဟုပြောသဖြင့်စာကိုဖတ်ကြည့်ရာယင်မှာခဲတံဖြင့်ကပြားကရာချစ်၍ထားသောစာကလေးဖြစ်လေ၏စာတွင်ပါရှိသည်မှာကျေးဇူးပြု၍အလင်းမြန်လာပါဒေါက်တာဆန်ရဲကျွန်တော်လဲစာကိုဖတ်ပြီးလျင်ဦးဆန်ရှာကကဲကိုသိမ်းမောင်မြန်မြန်လုပ်ပြအင်မတန်ရေးကြီးတဲ့လက္ခဏာနဲ့တူတဲ့အောက်မှာလူနှစ်ယောက်ယထာနဲ့စောင့်နေတဲ့ဟုပြောသဖြင့်ကျွန်တော်လဲလျင်မြန်စွာအဝတ်များလဲပြီးလျင်ဦးဆန်ရှာနဲ့အတူလိုက်ပါသွားလေ၏ပန်းစိုးတန်းတို့ရောက်လျင်ဒေါက်တာဆန်ရဲလည်းအပြင်သို့ထွက်ပြေးလေ၏မိမိသပင်ကိုဆွဲလျက်တခါဖြင့်ကိစ္စတုံးပြီးမိတ်ဆွေဟုပြောရာဦးဆန်ရှာကဘလို့တုံးတလဲဗျဟုမေးသဖြင့်ဒေါက်တာဆန်ရဲကတေဝါရီဖြင့်ကိုတတ်သေးပါပြီဗျဟုပြောရာဦးဆန်ရှာလည်းမယုံကြည်သောမျက်နှာထားနဲ့ကြည်နေသဖြင့်ဒေါက်တာဆန်ရဲကထပ်လောင်း၍ဟုတ်တယ်မိတ်ဆွေရဲ့မင်းညကပဲကြိုးဆွဲချသေးတယ်ဗျဟုပြောရင်းကျွန်တော်တို့လည်းတိုက်ပေါ်သို့တက်လာကြလေ၏လှေကားပေါ်တွင်ဒေါက်တာဆန်ရဲကကျွန်တော်ဖြင့်မွန်သွားတာပဲခမညာဘာလို့ရမှန်းလည်းမသိဘူးပလိတ်တိုင်ပြီးခမညာစီလူလွတ်လိုက်ရတာပါပဲပလိတ်တွေလည်းတိုက်ပေါ်ရောက်နေပြီးတေမန်းခမညာဘယ်တော့ကတိတယ်လဲမနှက်စောစောအစီကံမိမကြီးကလက်ဖက်ရည်ခွက်ကိုသူ့အခန်းထဲယူနေကြယူသွားတော့အခန်းအလဲကချိတ်တစ်ခုမှာတွဲလောင်းကြီးတည်နေတာတွေ့တာပဲခမညာလက္ခဏာကတော့မနေ့ကကျွန်တော်တို့ပြတဲ့တက်တာဘောကခုံချပြီးတေတာနဲ့တူတယ်ကဲလာပါဗျခမညာတို့ကိုယ်တိုင်ကြည့်ကြပါအောင်ဟုပြော၍အခန်းတကားကိုဖွင့်လိုက်ရာကျွန်တော်တို့လည်းအလွန်ကြောက်မက်ဖွယ်ကောင်းသည့်အချင်းအရာကိုတွေ့မြင်ကြရလေ၏တေဝါရီသည်အိတ်ခမ်းကြီးအလဲ၌ရှိသောချင်းငယ်တစ်ခုမှကျိုးဖြင့်တွဲလောင်းကြနေလျက်ရှိရာဝါဖြူသောသူတစ်ယောက်ဖြစ်သည်ဖြင့်ပလုတ်သားတို့သည်တွဲရရွဲကြလျက်ရှာသည်အပြင်သို့ထွက်ပြီးလျင်မျက်စိမှလည်းပောက်ကွဲလူမတွက်ပြူးထွက်လျက်ရှိနေရကလွန်စွာကြောက်မက်ဖွယ်ကောင်းသောအယုတ်အစင်းရှိပေ၏လက်ဘင်းမှလည်းအမွှေးနှုတ်ထားသောကြောင်ကဲ့သို့ခြေထွက်၍နေသည်ဖြင့်တင်းငယ်သည်ဦးမတ်ထင်ရသည်ဖြစ်ရာအခြားသောအင်္ဂါအစိပ်ပိုင်းတို့မှာတာ၍ကြီးမှပွားဖောင်းရဲ့နေသည်ဟုထင်မရပေ၏ထိုသူ၏ကိုယ်၌ကစွတ်ကျဲအင်ကြီးနှင့်ဒိုဒီကလေးများသာရှိသည်ဖြစ်၍မသိမီအိယာသို့ဝင်နေခဲ့သောလက္ခဏာရှိပေ၏အလောင်း၏အနီး၌ကအင်စပက်တော်တယောက်သည်တေချာစွာကြည့်ရှု၍မှတ်ချက်တို့ကိုစာအုပ်တွင်ရေးသားလျက်ရှိနေလေ၏အင်စပက်တော်လည်းကျွန်တော်တို့ဝင်လာသည်ကိုမြင်လျင်ဦးဆန်ရှာအားအလိုဆရာပါကလားလာပါခမည်းတစိမ့်ကြည်စမ်းပါအောင်ရှာကိုထွန်းတင်လားဒီဟာခမည်းနဲ့အတွင်လားအော်ဒီအမှုဖြစ်ပုံအစကပြီးခမည်းကြားပြီးပြီလားတင်ဟုတ်ကဲ့တော်တော်တန်တန်ကြားပြီးပါပြီရှာဘယ်နဲ့များခမည်းထင်တယ်လဲတင်ကျွန်တော်ထင်မြင်ချက်ကတော့သူဟာကြောက်အားကြီးလွန်းလို့ယူသွားပြီးလုံးမိလုံးရလုတ်တယ်ထင်တာပါပဲဗျာညကသူအိယာမှာအိတ်သေးတယ်ဗျမြင်လားအိယာကိုကြည့်ပါလားမနဲ့လင်းအားကြီးလောက်မှကျိုးဆွဲချအသေးတဲ့လက္ခဏာပဲလူများကျိုးဆွဲချရင်ဒီအချိန်တဲချတတ်တယ်ကျွန်တော်လူသေးကတောင်သားကောင်းမုံကြီးရတာတော့ကျုပ်အထင်ဖြင့်တေတာအနည်းဆုံး4နာရီလောက်ရှိပြီထင်တယ်ဗျာရှာအခန်းထဲထူးထူးဆန်းဆန်းဘာများခမားတို့တွေ့ရတယ်လဲတင်ဝက်ဦးကလေး၄၅ချောင်းနဲ့ဝက်ဦးလည်းတစ်ချောင်းတွေ့ပါတယ်ခမားဒီပြင်တော့ဆေးပြင်းလက်တို့လေးပဲတွေ့တယ်မသေးခင်ညကတော်တော်ကလေးဆေးလိတောက်ပြီးစဉ်းစားတဲ့လက္ခဏာရှိတယ်ရှာဘယ်မှာလဲဆေးလိတို့တွေတစိမ့်လောက်ကြည့်ရအောင်တင်ဒီမှာဆရာရဲ့ရှာသူ့ဆေးလိစွတ်တန်ခမားတွေ့ပြီလားတင်မတွေ့ဘူးဆရာရဲ့ရှာဆေးလိထဲတဲ့အိတ်ခေါ်တွေ့သလားတင်တွေ့တယ်ဆရာရှာဘယ်ကတွေ့တယ်လဲတင်နေကင်းသူဝတ်တဲ့အင်ကြီးတဲကဥဆန်ရှာလဲဆေးလိထဲထားသောတရေအိတ်ကိုဖွင့်ကြည့်ရာဆေးတလိတ်ကိုတွေ့ရှိသဖြင့်ထုတ်ယူနှမ်းရှုပ်ပြီးနောက်ဆေးလိကိုခြေလိုက်ပြီးလျင်တေချာစွာကြည့်ရှုလျက်ဒီဆေးလိကကံမတစ်ဖက်မှာဂေါ်ရင်ဂျီအစာထည့်ပြီးလိတ်တဲ့ဆေးလိပဲဒီကဆေးလိတိုလေးတစ်ခုကကံမဘက်ကမဟုတ်ဘူးရွှေကျင်တစ်ဖက်ကပဲဟုပြော၍ဆေးလိတိုနှစ်ခုကို
တေချာစွာကြည့်ရှုပြီးလျင်ဒီဆေးလိပ်တိုလေးနှစ်ခုမှာနှစ်ခုကဆေးစွန်းနဲ့တောက်တယ်နှစ်ခုဟာကတော့ဒီအတိုင်းအစွတ်မပါပဲတောက်တယ်အစွတ်မပါပဲတောက်တဲ့လူကဒီဆေးလိပ်တောက်တုံအင်မတန်ဒေါသထွက်တဲ့လက္ခဏာရှိတယ်ဆေးလိပ်ဖင်မှာကြိုက်ထားလိုက်တဲ့သွားရတွေမြင်ရလားဒီတစ်ခုဟာဖြင့်ဖင်အောက်မှာပြတ်နေပြီးဒီဟာသွားနဲ့ကိုက်ဖြတ်တဲ့အရာပဲဒီအလောင်းဟာကိုတက်တည်တဲ့အလောင်းမဟုတ်ဘူးကိုထိုးနေတေးသေးချာချာအပင်ပန်းခံကြံစီပြီးတတ်ထားတဲ့အလောင်းပဲဗျတင်မဟုတ်နိုင်ပါဘူးဆရာရဲ့ရှာဘာလို့မဟုတ်နိုင်တယ်လဲဆရာတင်ဘက်နဲ့ဆရာရဲ့လူတယောက်အသက်ကိုတတ်ချင်ရင်တတ်တဲ့နီးတွေအပုံကြီးရှိတာပဲဘယ်နဲ့ကြောင့်ဒီလိုအပင်ပန်းခံပြီးကြိုးဆွဲချတတ်ပါမလဲဆရာရဲ့ရှာဘယ်နဲ့ကြောင့်တတ်တယ်ဆိုတာကျုပ်တို့စုံတော့ဖို့လိုတာပဲမဟုတ်လားတင်သူတို့ဘယ်နီးနဲ့အိမ်ထဲဝင်နိုင်တယ်လဲဆရာရဲ့ရှာအိမ်ရှိပေါက်ကဝင်တာပေါ့တင်မဟုတ်ဘူးဆရာမနေ့ကျတော့အပေါက်ကိုပိတ်လျက်တွေ့တယ်ရှာဒါဖြင့်သူတို့ထွက်ပြီးမှပိတ်တာပဲတင်ဆရာဘယ်နဲ့သိတယ်လဲရှာသူတို့ခြေရာကျုပ်မြင်လို့ပေါ့ကဲဗျာခဏနေလိုက်ကြအောင်တော်တော်ကြာရင်ဒီထက်ဆုံးလျအောင်ကျုပ်ပြောပြနိုင်ပါလိမ့်မယ်ဤသို့ပြောပြီးလင်ဦးဆန်ရှာသည်အခန်းတကားသို့သွားပြီးလင်တော့ကိုတေချာစွာကြည့်ရှုပြီးနောက်အတွင်းဘက်မှတန်းလန်းတက်လျက်ရှိသောတော့တန်ကိုနှုတ်ယူ၍တေချာစွာကြည့်ရှုပြန်လေ၏ထို့နောက်အိတ်ခမ်းအတွင်းရှိတေဝါရီ၏အိယာကော့ဇောကလတ်ထိုင်းများစပွဲများနှင့်တေဝါရီ၏အလောင်းတို့ကိုတေချာစွာကြည့်ရှုပြီးလင်ကျိုးကိုလည်းစမ်းသပ်ကြည့်ရှု၍စိတ်ကြည်နက်သည့်အမူအရာနှင့်အလောင်းမှကျိုးကိုဖြုတ်ပြီးလင်ကျွန်တော်တို့သည်ထုံးစံရှိသည့်အတားဆေးရုံသို့လူစေလွှတ်၍ပို့လိုက်ကြလေ၏ထို့နောက်ဦးဆန်ရှာကဒီကျိုးဘယ်ကရတယ်လဲဗျာဟုဒေါက်တာဆန်ရယ်အားမေးရာဒေါက်တာဆန်ရယ်ကဒီကျိုးကဒီလိုခမတေဝါရီကမီးအင်တန်ကြောက်တတ်တယ်ဒီတော့တိုက်အောက်မှာမီးလောင်ပြီးလေကားကမစင်းနိုင်ခဲ့လို့ရှိရင်ဒီကျိုးနဲ့ဆင်းဖို့ကျိုးတစ်ချောင်းသူ့အခန်းမှာအစီအစဉ်ထားတယ်ခမဟုပြောလျင်ဦးဆန်ရှာကတဲ့အခန်းတင်ပါကလားဟုတ်တယောက်တည်းပြောပြပြီးနောက်ကျွန်တော်တို့အားကဲပြညနေကြရင်ဖြင့်ဒီအကြောင်းကောင်းကောင်းပေါ်လိမ့်မယ်ထင်တယ်ဟောဟုကတေဝါရီဓာတ်ပုံမဟုတ်လားကျုပ်ခဏသွားယူမယ်ဟုပြောပြီးလင်ဒေါက်တာဆန်ရယ်ကနို့ကျွန်တော်တို့ခုဖြင့်ဘာမှမသိရဘူးလားခမဟုမေးသဖြင့်ဦးဆန်ရှာကအခုကျုပ်သိရသလောက်ပြောရမှာဖြင့်ဒီအကြံဟာလူ၃ယောက်အကြံပဲတယောက်ကခက်ငင်ငယ်တယောက်ကခက်ကြီးကြီးဒီပြင်တယောက်ကတော့ကျုပ်ကောင်းကောင်းမပြောနိုင်သေးဘူးပထမနှစ်ယောက်ဟာတော့ဝယူပြန်ယောဂနဲ့ခမားစီလာတဲ့လူနှစ်ယောက်ပဲဆိုတာခမားတွေးမိပါလိမ့်မယ်သူတို့အကြံကိုအထမြောက်အောင်အိမ်တွင်းကနေပြီးဆောင်ရွက်တဲ့လူတစ်ယောက်ရှိတယ်ကဲကိုတွန်းတင်ခမားကိုကျုပ်အကြံတစ်ခုပေးခြင်းနဲ့အပေါက်ဆောက်တဲ့ဒရဝမ်ကလားကိုဖမ်းပြီးချုပ်ထားရင်ကောင်းလိမ့်မယ်ထင်တယ်ဟုတ်ပြောလင်ဒေါက်တာဆန်ရယ်ကမနက်လင်းကတဲ့ကဒီကောင်ပျောက်သွားတာခုထက်ထိမပေါ်လာသေးဘူးရှာဒီအမှုမှာဒီဒရဝမ်ဟာတော်တော်ကလေးအရေးကြီးတယ်သူတို့၃ယောက်သာလှေကားကခြေပြားထောက်ပြီးတက်တော့လူကြီးကြီးကရှေ့ဆုံးကလူငယ်ကအလဲကတတိယလူကနောက်ဆုံးကလွန်လွန်းလာချေကလားဗျာအိုးဒီဟာအတွက်တော့ဘာမှရှုပ်ထွေးစရာမရှိပါဘူးခြေရာတွေကကောင်းကောင်းထင်ရှားနေပါတယ်ဒါနဲ့သူတို့၃ယောက်အပေါ်ရောက်တော့တကားကတော့ကတ်ထားတာနဲ့သူတို့မှာပါတဲ့တန်ချောင်းနဲ့ထိုးပြီးဖွင့်တယ်ဒီမှာခြေရာတွေမမြင်ဘူးလားမှန်ဘလူးနဲ့တောင်ကြည့်စရာမလိုပါဘူးဗျာဒါနဲ့အခန်းထဲဝင်ပြီးတော့သူတို့ဘာလုပ်တယ်လဲရှေးဥစွာတေဝါရီအိုမအော်နိုင်အောင်အဝင်းနဲ့ဆိုတယ်ပြီးတော့သူ့လက်များခြေများကိုလည်းချီတုပ်ပြီးသူတို့နှစ်ယောက်စီဝေးတိုင်ပင်ကြတဲ့လက္ခဏာရှိတယ်စီဝေးတာကလည်းတော်တော်ပဲကြာတဲ့လက္ခဏာရှိတယ်ဘာဖြစ်လို့လဲဆိုတော့ဒီလိုစီဝေးတဲ့အခါမှာလူကြီးကြီးကဟောဟိုကလထိုင်မှာထိုင်ပြီးဆေးစွန်းနဲ့ဆေးလိတောက်တယ်လူငယ်ငယ်ကဟောဟိုစပွဲအစွန်မှာထိုင်နေသူကဆေးလိတောက်ပြီးပြာကိုစပွဲနဲ့ပုတ်ပြီးချွေတယ်တတိယအကောင်ကတော့ဒီမှာဇင်းညံလျှောက်ပြီးနေတယ်ဒီအခါတေဝါရီကတော့အိယာမှာမျက်လုံးကြီးပြူးပြီးထိုင်နေတဲ့လက္ခဏာရှိတယ်ဒီလိုစီဝေးတိုင်ပြီးသူတို့ဆုံးဖြတ်ချက်ကတေဝါရီကိုဂျိုးဆွဲချပြီးတတ်ဖို့တဘောတူကြတယ်ဒီလိုတတ်ဖို့ကိုသူတို့အစကတည်းကကြံရွယ်ထားတဲ့အတွက်ကျိုးစင်ရအောင်ဝက်ဦးလက်နဲ့ဝက်ဦးများတောင်ယူလာခဲ့တယ်သို့တော်လည်းမီးအိမ်ချိတ်เสียတန်ချင်းကိုမြင်တော့အခန်းသိမ်းလာပြီလို့ဝက်ဦးများကိုပြစ်လိုက်ကြတယ်နောက်ဆုံးမှာသူတို့တေဝါရီကိုအဆုံးစီရင်ပြီးတော့လာလန်းအတိုင်းပြန်ပြီးသွားတော့အပြင်ရောက်တော့တတိယလူကအထဲကနေပြီးတကားကိုပိတ်မြဲတိုင်းအချိန်မပြတ်ပိတ်ထားလိုက်တယ်ဦးဆန်ရှာမှာကျွန်တော်တို့ဤမျက်စိ၌မထင်ရှားသောအထိမ့်မှတ်ကလေးများကိုကြည့်ရှုချင့်ချိန်ကားများနဲ့ဤများလောက်သိရှိနိုင်သဖြင့်မိမိထင်မြင်ချက်များကိုတစ်ခုပြီးလင်တစ်ခုပြောပြသည်တွင်ကျွန်တော်တို့မှာပါဇက်ကိုဟားလျက်နားထောင်နေကြရာစကားဆုံး၌အင်စပက်တော်ကိုထွန်းတင်သည်ဒရဝမ်ကိုရှာရန်ထွက်သွားသဖြင့်ကျွန်တော်တို့လည်းထမင်းစားရန်နေအိမ်သို့ပြန်လာကြလေ၏ထမင်းစားပြီးလျင်ဦးဆန်ရှာကညနေ9 နာရီမထိုးမီကျုပ်ပြန်ရောက်အောင်လာခဲ့မယ်ပြို့ဒေါက်တာဆန်ရယ်နဲ့ကိုထွန်းတင်တို့လည်းလာကြလိမ့်မယ်ခမားလည်းအလုပ်ပြီးပြီးချင်းပြန်ခဲ့ပြီတော့ကျုပ်ပြန်လာရင်ဖြင့်ဒီအမှုပေါ်ကောင်းပေါ်ပါရဲ့ဟုပြော၍ဦးဆန်ရှာလည်းစုံတော့ရန်ထွက်သွားရာကျွန်တော်လည်းအလုပ်တိုက်သို့ထွက်လာကြလေ၏
အလုံးမှပြန်လာလျင် Inspector နဲ့ Dr. Samuel တို့သည်အိမ်မှဆောင်ဆိုင်လျက်ရှိနေကြရာနိုင်ဝက်ခန့်အကြာတွင်ဦးဆန်ရှာလည်းတက်လာလေ၏ Inspector ကိုမြင်လျင်ဦးဆန်ရှာကဘယ်နဲ့လဲကိုထိုးတင်ဘာများထူးသေးသလဲတင်ဒရဝန်ကိုကျွန်တော်မိပြီဆရာရဲ့ရှာဟတ်လာကျုပ်လည်းဟိုလူနှစ်ယောက်ကိုတိခဲ့ပြီးဟုပြောလျင်ကျွန်တော်တို့လည်းအားလျက်ရှိကြရာဦးဆန်ရှာကဟုတ်တယ်ကျုပ်လည်းသူတို့နှစ်ယောက်အကြောင်းကောင်းကောင်းသိခဲ့ပြီဗျဒီကောင်တွေကနာမည်ကျော်ဒီကလားဗျခမားကြားဘူးပါလိမ့်မယ်ဂူတာရဲ့မိုးဟန်ရဲ့ဂွတ်ရဲ့သူတို့၃ယောက်ပေါ့တင်လွန်ခဲ့တဲ့9နှစ်လောက်ကဘင်္ဂလားမှာဗန်တိုင်းဖောက်တယ်ဆိုတဲ့အကောင်တွေများလားဗျရှာအစ်စ်ပေါ့ဗျာသူတို့ပဲဒါဖြင့်တေဝါရီကသူတို့တည်င်းသားပေါ့လေတေဝါရီဆိုတာဘရူဝါပဲမှတ်တယ်ဟုတ်တယ်ခမားလူစိုးစင်းရင်တော်တော်တက်တဲ့သူပဲပြုတ်မှတ်ညံနဲ့တော်တော်ကောင်းတယ်တော်ရဲ့ခမားတင်ဟုတ်ပြီပြုတ်ဒါဖြင့်အရှင်းသားပါကလားဟိုတယောက်နဲ့တယောက်အချီချပြောနေကြလျင်ကျွန်တော်နဲ့ဒေါက်တာဆန်ရန်တို့မှာနားမလည်နိုင်သဖြင့်သူတို့မျက်နှာများကိုသာကြည့်နေကြရလေ၏ထိုအခါဦးဆန်ရှာကလွန်ခဲ့တဲ့9နှစ်လောက်ကကာလာကတားဘန်မှာဗန်တိုင်းဖောက်တဲ့အကောင်တွေဒီကောင်တွေပေါ့ဗျတေတဲ့တီဝါရီရဲ့အခုဒရဝန်ကလားရောင်ဆောင်နေတဲ့အကောင်ရဲ့တားအဖရောင်ဆောင်ပြီးလာတဲ့အကောင်2ယောက်ရဲ့သူတို့4ယောက်ပေါ့ဗျဒီတုန်းကငွေ3သိန်းကျော်ပါသွားတယ်နောက်တော့သူတို့မိတော့လဲတက်တီကကောင်းကောင်းမလုံလောက်တော့လွတ်မလို့ဖြစ်နေတော့ဒီကတီဝါရီဆိုတဲ့ကောင်ကအစိုးရတက်တီအဖြစ်နဲ့တက်တီခံသူ့မှာတော့လွတ်ကြောဟိုအကောင်တွေမှာတော့ထောင်တက်9နှစ်စီကြတာကိုဗျဒီတော့ဒီအကောင်3ယောက်ကတီဝါရီအပေါ်မှာအင်မတန်ညံ့ညိုးကြီးနေထောင်ကလွတ်ချင်းတေချောင်းကြံတာ3ခါရှိပြီးဒီတစ်ခါမှခမားတို့မြင်တဲ့အတိုင်းသူတို့အကြံအောင်သွားတာပါပဲကဲဗျာခမားဘာများမရှင်းလင်းတာရှိသေးသလဲဒေါက်တာရှင်းပါပေတယ်ဗျာအခုမှကျွန်တော်ရိပ်မိတယ်ပြုတ်ဟိုတနေ့ကတီဝါရီထိတ်လန့်တုံလုံးတာကဒီကောင်တွေထောင်ကနှစ်စစ်လို့လွတ်လာကြောင်ကြရလို့သူတုံလုံးတာပဲဟုတ်ပြီရှာအစ်စ်ပဲရန်ကုန်အရှိပိုင်းမှာတိုက်ပေါက်တယ်ကြားလို့လေဘာလေးဆိုတာညာတဲ့အလုံးတွေပဲဒေါက်တာဒါဖြင့်ဒီအကြောင်းနေသူဘာဖြစ်လို့ဖွင့်မပြောရသလဲဗျရှာသူကနာမည်ပြောင်းပြီးရန်ကုန်မှာလာနေတော့သူစိတ်ကလွတ်လိမ့်မယ်လို့လဲထင်မိတပေါ့ဗျဒီအပေါ်မှာသူ့အဖြစ်ပြန်ပြောရမှာကရှက်စရာကြီးကလားဒါကြောင့်သူမြုံပြီးမလွယ်မကင်းတာမှထုတ်ပြောမယ်လို့စိတ်ကူးထားတယ်ထင်တယ်သွားရှာပြီးပေါ့လူမိုက်တကောင်သို့တော့သူဘလို့ပင်မိုက်တော်လဲဒီအကောင်နေဖမ်းဖို့ဝတ္တရားကခမားအပေါ်မှာရှိသေးတပြနော်ကိုထွန်းတယ်ထို့နောက်တနင်္ဂနွေနေ့တပတ်ခန့်ကြာရှိလက်တော်ကလား3ယောက်တို့သည်မြကြီးနားမြောက်ဖက်တရုတ်နယ်စပ်မှဖြတ်တန်း၍တရုတ်နယ်သို့ကူးရန်ကြံစီလျက်ရှိသည်ကိုပလိပ်ပတ်ဆိုင်ရာကတင်ကာမကင်းသဖြင့်ဖမ်းဆီးထားရာရင်းတို့3ယောက်မှာတေဝါရီကိုတတ်သွားသောသူများပင်ဖြစ်ကြောင်းနှင့် Inspector ကိုထွန်းတင်တန်းမှကြားသိရပါသည်